Your idol as your boyfriend ဆိုတဲ့အစီအစဉ်လေးကနေပြီးကိုယ်သဘောကျနှစ်သက်တဲ့ idol တွေရဲ့ personality အခြေရေးသဘောထားတွေနဲ့သူတို့လိုချင်တဲ့ချစ်သူပုံစံလေးတွေကို Myra ကအားလုံးကိုမျှဝေပေးသွားမှာဖြစ်ပါတယ်။ idol ရဲ့မွေးနေ့ပေါ်အခြေခံပြီးပြောပြပေးသွားမှာဖြစ်လို့လူတစ်ယောက်ရဲ့ personality အခြေရေးခံယူချက်တွေဆိုတာမွေးကလေးကပါလာတဲ့နှက်ခတ်တွေအပြင်မိသားစုပုံစံပတ်ဝန်းကျင်နဲ့ကျင်လည်တဲ့အတိုင်းဝိုင်းတွေရဲ့လက်မှုမှုတွေအများကြီးရှိရဲဆိုတာကိုတော့မေ့မထားစေချင်ပါဘူးเนาะMyra ကကိုစွမ်းညံစွမ်းအပြင်အချိန်တွေကိုပေးပြီးတော့သေချာကြည့်ထားပေးတာမို့လို့ပေါ့နော်။ Myra ရဲ့တွေးရှိချက်လေးတွေပြောပြတဲ့အကြောင်းအရာလေးတွေမှာစိတ်ရဲ့တစ်ဖက်ခြမ်းတွေပါလာခဲ့ရင်လည်းချစ်ခင်မှုတွေနဲ့ဒါနားထောင်ပေးကြပါလို့ Myra မြစ်တာရက်ခံပါတယ်။ဒီတစ်ခါကတော့17ရဲ့ member မင်းကျူရွေးချယ်ထားပါတယ်ရှင်။မင်းကျူကကြတော့လေသူကလုံးဝ Aries စစ်ကြီး Aries စစ်ကြီးဆိုတာဘာကိုပြောချင်တာလဲဆိုတော့ကျတော့သူကAries sign ပေါ့နော်သူ့ရဲ့ planet တွေမှာ Aries sign 3ခုတောင်ပါတယ် Aries stellium နဲ့မွေးလာတာဆိုတော့ကြတော့သူ့ရဲ့ sun sign တွေကသူ့ရဲ့ personality mindset တွေနဲ့အတူတူပဲလို့ပြောလို့ရတယ်ပေါ့နော်အဲကြတော့သူ့အကြောင်းကိုသိချင်တယ်ဆိုရင်လည်း Aries အကြောင်းကိုရှာဖတ်ရပြီအဲ့လိုမျိုးတွေမှာပါတယ်ပေါ့နော်နောက်တစ်ခါကျတော့သူကလေအမြဲတမ်းသူ့ရဲ့ aura အရန်ကောင်းတာသူ့ကိုကြည့်လိုက်ပြီးဆိုတော့အဲ့လိုထင်သာမြင်သာထင်းလင်းထွက်နေတဲ့ aura အမြဲတမ်းရှိတယ်ကွာနောက်ကျောကနေချင်းပိုလှရတယ်ပေါ့နော်အဲ့ aura ပူတိတာတယ်ပေါ့နော်အဲ့တော့ तू ဘယ်နာကြီးမှာပဲရောက်နေ तू ကကလေးဖြစ်နေလူကြီးဖြစ်နေအဖိုးကြီးဖြစ်နေအဲ့ဒီ aura အရန်ကောင်းမဲ့ထဲမှာပါတယ်ပေါ့နော်နောက်တစ်ခုကကျတော့အနုပညာနဲ့ပတ်သက်ရင် तू ကဖန်တီးမှုပိုင်းမှာအရန်အားကောင်းတဲ့ထဲမှာပါတယ်သူလို့ပြောရမယ်ပေါ့နော်သူက stage ပေါ်မှာလည်းမကဘူး screen နောက်ကဖန်တီးမှုအနုပညာတွေဥမာဓာတ်ပုံရိုက်တာတို့ဗီဒီယိုတီးဖြတ်တာတို့မှာပါထူးချွန်တဲ့သူမျိုးဖြစ်လိမ့်မယ်ပေါ့နော်ဒါကြတော့အနုပညာအလုပ်လုပ်တဲ့အခါမှာလည်းရိုးလေးမလုပ်ဖ ೇನೆ သူကအဲ့လိုသူ့ရဲ့ကိုယ်ပိုင် identity တခုကိုအမြဲတမ်းထည့်သွင်းတတ်တဲ့လူမျိုးလို့ဆိုရမယ်ပေါ့နော်နောက်တစ်ခါကျတော့မင်းကအရန်စိတ်ခံစားချက်များတဲ့သူတွေမှာပါတယ်အဲ့လိုကွာ तू ကဘယ်လိုမျိုးလဲဆိုတော့သူဟာသူလေးနေတယ်သူတငယ်ချင်းနေနဲ့အစင်လဲပြေတယ်တခြားလူတွေကလည်းသူ့ကိုဘယ်သူမှလည်းလာမစော်ကားဘူးနှိမ်ပိုးလုပ်နေရလဲမရှိဘူးဆိုရင်တောင်မှပေါ့နော်သူမျက်စိရှေ့မှာမတရားတာတွေ့တာမျိုးဒါမှမဟုတ်အဲ့လိုအဲ့ဒီလူနဲ့ပတ်သက်ပြီးသူတခုခုစိတ်ထဲမှာခံစားလိုက်ရတာမျိုးအဲ့လိုမကောင်းတဲ့ခံစားချက်တခုခုရှိပြီဆိုရင်အဲ့အကြောင်းခေါင်းထဲကနေတော်တော်ထုတ်လို့မရတဲ့အထဲမှာပါတယ်ပေါ့နော်နောက်တစ်ခုကကြတော့မင်းကျူဟာအဲ့လိုတာဝန်ယူခြင်းစိတ်အရန်များတယ်ပေါ့နော်မိသားစုပဲဖြစ်ဖြစ်အပေါင်းအသင်းတငယ်ချင်းပဲဖြစ်ဖြစ်အရန်တာဝန်ယူခြင်းစိတ်များပြီးတော့အဲ့ဒီအပြင်ကိုတချို့အရာတွေကြတော့ပုံမြင်ဆန်းဆန်းလေးစိတ်ကူးရင်ပြီးလုပ်ပေးချင်တာအဲ့လိုစိတ်ကူးတွေလည်းအများကြီးရှိတယ်ပေါ့နော်အဲ့ကြတော့သူ့မှာအဲ့လိုတာဝန်နေနဲ့ responsibility အများကြီးရှိတာဖြစ်တဲ့အတွက်ကြောင့်မို့လို့သူများတွေထပ်ပို့ပြီးတော့စိတ်ပိုင်းဆိုင်ရာမှာပို့ပြီးတော့ပင်ပန်းရလိမ့်မယ်ပေါ့နော်နောက်တစ်ခုကကြတော့အနုပညာရှင်တယောက်အနေနဲ့ဆိုရင်သူက perfectionist ရရှိတာဖြစ်တဲ့အတွက်ကြောင့်မို့လို့သူတခုခုကိုဖန်တီးတဲ့အခါမှာပဲဖြစ်ဖြစ်အဲ့လိုပေါ့နော် performance တခုခုလုပ်တဲ့အခါမှာပဲဖြစ်ဖြစ်အဲ့လိုအမှားမခံမင်းနဲ့တာဝန်ယူမှုအပြည့်နဲ့လုပ်ချင်တာကွာအဲ့ကြတော့အနုပညာအရာကောင်းနေဆိုပေမဲ့သူ့ရဲ့စိတ်ပိုင်းဆိုင်ရာကိုကြတော့ပို့ပြီးတော့ဝင်ပြီးစေတဲ့အချက်မျိုးဖြစ်တာပေါ့နော်အခုနားထောင်နေရတာကတော့ Myra Moonshine Channel ရဲ့ Your Idol as Your Boyfriend ဆိုတဲ့ program လေးကိုနားထောင်နေရတာဖြစ်ပါတယ်ရှင်အဲ့တော့ဆက်ပြီးပြောရမယ်ဆိုရင်မင်းကြီးကိုကြည်လိုက်ရကွာဒီတိုင်းအဲ့လိုသူကနည်းနည်းမောင်းမာတယ်လို့အဲ့လို view မဆိုင်တတ်ဘူးလို့အဲ့လိုမျိုးထင်ရလိမ့်မယ်အဲ့လိုဒါမဲ့လေ तू ကလေတခုခုအာယုံဆိုင်ပြီးတော့တရားရောက်ကိုဂယုဏတက်သွားပြီးအဲ့လိုတာဝန်ယူဖို့ရှိသွားပြီဆိုရင်ဘယ်သူမှတားလို့မရတဲ့ထဲမှာပါတယ်ကွာနောက်တစ်ခါကျတော့ဘယ်လိုမျိုးလဲဆိုတော့စကားပြောပြတ်တယ်အပြောလဲပြတ်တယ်လို့မျိုးဟောနော်တခုခုကိုသူဆုံးဖြတ်ချက်ချလိုက်ပြီဆိုရင်လည်းရအောင်လုပ်တတ်တဲ့သူထဲမှာပါတယ်ဘယ်သူတတ်တာမရတော့ဘောနော်အဲ့ချိန်မှာဆိုရင်အဲ့လိုမျိုးပဲအချစ်ရေးမှာဆိုရင်ချစ်မိပြီဆိုရင်ရှေ့နောက်မတွေးဘဲနဲ့အကုန်ပုံအောပြီးတော့ချစ်တတ်တဲ့သူတွေမှာပါတယ်ဘောနော်သူကအဲ့လိုရိုးရှင်းချစ်လေးကိုပဲလိုချင်တာကွာဒါပေမဲ့ဘာဖြစ်နေလဲဆိုတော့သူ့ရဲ့အရှိန်ဝါအရန်ကြီးတယ်သူ့ရဲ့ aura လည်းအရန်ကြီးများတာဖြစ်တဲ့ကြောင့်မို့တစ်ဖက်လူမှာအဲ့လိုအရန် overwhelm ဖြစ်တဲ့ energy မျိုးရတာမျိုးဖြစ်တယ်ပေါ့နော်ပြီးတော့ချစ်သူကိုလည်းသူချစ်ရတဲ့သူဆိုရင်လည်းအရန်ကာကွယ်ပေးခြင်းနဲ့စိတ်အရန်များတယ်အဲ့လူအတွက်အမြဲတမ်းရင်ဆိုင်ပေးဖို့အမြဲတမ်းအဆင်သင့်ရှိနေတာပေါ့နော်ဒါမဲ့ဘာအားနဲ့လဲဆိုရင်တနာတာပုံများတယ်တခါလေကြာရင်အုံနောက်နဲ့အရန်ရွေးချယ်လိုက်တယ်လို့သူ့ကိုယ်သူထင်နေဆိုရင်တော့မှသူတို့ရွေးချယ်တဲ့အုံနောက်ကသူ့နှလုံးသားအဲ့လိုတနာတဲ့စိတ်ခံစားချက်ကိုဦးစားပေးထားရဲဆိုတာပေါ့နော်မင်းကျကိုယ်တိုင်တော့သိမှာမဟုတ်ဘူးပေါ့နော်အဲ့လိုမျိုးရှိတယ်ပြီးတော့
သူ့ရဲ့အခြေအနေမှာနောက်ထပ်စိတ်ဝင်စားစရာကောင်းတာကလေအဲ့လို commit partner တွေနဲ့စုံတွေ့နိုင်ရရှိတာများတယ်ကွာဒီလားဘာလို့လဲဆိုတော့သူ့စိတ်ထဲမှာအဲ့လိုတနာတာကိုအချစ်လို့ထင်အောင်ထင်မှာဖြစ်သွားနိုင်တဲ့အတွက်ကြောင့်မို့လို့ရွေးချယ်မှုတွေမှားယွင်းတတ်တာလေးကိုတော့သတိထားရမယ်ပေါ့နော်ဘာလို့လဲဆိုတော့ तू ကအဲ့ဒီလူတယောက်ကိုချက်လိုက်ပြီဆိုရင်အဲ့ဒီလူတွေရဲ့အမှားတွေကိုပါကာကွယ်ပေးခြင်းတဲ့အထိအဲ့လိုအများကြီးချစ်ပေးခြင်းတာကွာဒီလားအဲ့လိုမျိုးကြောင့်မို့လို့ပေါ့နော်နောက်တစ်ခါကျတော့အခြေအနေနဲ့ပတ်သက်ရင်အရန်အသေးမှတ်ကြီးပါတယ်သူ့ဘေးနာပတ်ပတ်လဲကိုအသေးစိတ်ခယူးဆိုင်တတ်တဲ့အပြင်တစ်ခါတလေကြာရင်အဲ့လိုခယူးဆိုင်တော့အသေးစိတ်အပြစ်ပြောနေရလို့တော့ထင်ရတယ်ဒါပေမဲ့အဲ့လိုမဟုတ်ဘူးเนาะသူကအသေးစိတ်ခယူးဆိုင်တတ်တဲ့သူမျိုးထဲမှာပါတယ်ပေါ့နော်နောက်တစ်ခုကကြာလေဒါကတော့17နဲ့ပတ်သက်ပြီးပြောရမှာပါ17နဲ့မှာတကယ်ကဆရာရွေးကြည့်ပဲเนาะဘာလို့လဲဆိုတော့အကောင်လုံးကလေဥဆောင်ခြင်းတဲ့သူမျိုးတွေပြောချင်တာလို့စန်တာဖြစ်ရမယ်ငါကလီဒါဖြစ်ချင်တယ်အဲ့လိုမျိုးမဟုတ်ဘူးကိုအတွက်ကိုတာဝန်ယူရမယ့်အပိုင်းမှာလုံးဝအဲ့လိုရှေ့ထွက်ပြီးတော့ကောင်းကောင်းတာဝန်ယူခြင်းတဲ့သူတွေမှာပါတယ်ပြီးတော့သူတို့တွေဒီမတူသူများနဲ့မတူဘူးပဲနဲ့ရှောက်ရတဲ့လမ်းတွေကိုကြိုက်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ပေါ့နော်အချင်းချင်းကြားထဲမှာတစ်ခါကျအခက်အခဲဖြစ်နိုင်တယ်အယူအဆလေးတွေမတူဖြစ်လာပြီဆိုရင်အခက်အခဲဖြစ်နိုင်တဲ့အနေအထားမျိုးလေးတွေရှိတယ်ပေါ့နော်အဲ့တော့ပြောရမယ်ဆိုရင်မင်းကျွယ်အမှုပညာလမ်းခီးကသူ့ရဲ့ Aries Stellium ဖြစ်တာကြောင့်မို့လို့အမြဲတမ်းစမ်းသစ်ပြီးတော့တောက်ပနေမှာမျိုးတွေ့ရတယ်ဒါပေမဲ့တခုရှိတာအဲ့လိုအမားသေးသေးလေးတွေဟိုလေဂယူးဆိုင်ရမယ်ထဲမှာပါတယ်ဘာလို့လဲဆိုတော့ तू ကတစ်ချက်မှားသွားတာနဲ့အဲ့လိုပတ်ဝန်းကျင်ကအရန်ဝိုင်းပြီးတက်ခိုက်တဲ့အချိန်မှာ तू ကအဲ့လိုစိတ်နူးတာပေါ့နော်ဘယ်လိုမှစိတ်နူးတယ်ဆိုအဲ့လိုစိတ်ဓာတ်မကောင်းတာကိုပြောချင်တာမဟုတ်ကွာအဲ့လိုအများကြီးတိုက်ခိုက်တယ်ဆိုရင်အများကြီးလဲပြုတ်နိုင်တဲ့အနေအထားမျိုးဖြစ်သွားနိုင်တဲ့အနေအထားမျိုးတွေမှာရှိတယ်ပေါ့နော်အဲ့ကြတော့အခြေရင်းမှဆိုရင်အဲ့လိုမျိုးပဲရင်ကျက်တဲ့စိတ်နဲ့ပေါ့နော်အဲ့လိုသူ့ကိုတကယ်နားလည်မှုရှိရလက်တွဲပေါ်နဲ့ဆိုရင်သူဒီအရန်ကိုအစွမ်းစားတွေတောက်ပလာမယ်လူမျိုးတွေမှာပါတယ်နောက်တစ်ခါကျတော့သူကအသက်ကြီးလာလေအောင်မြင်မှုနဲ့ပျော်ရွှင်မှုတွေကိုပို့ပြီးတော့ခိုင်ခိုင်မာမာတိဆောက်နိုင်မဲ့ဇာတာရှင်မျိုးတွေမှာပါတယ်ပေါ့နော် Okay ဒါလေးကတော့ Mink you as your boyfriend မှာဒီစင်လေးကိုသဘောကျရဲဆိုရင်ဗီဒီယိုလေးကို like ပေးခဲ့လို့ရပါတယ်။နောက်လည်းဒီလိုစိတ်ဝင်စားစရာလေးတွေကိုသိနိုင်မှုမှာတော့ရဲ့ channel လေးကို subscribe လုပ်ခဲ့ပေးပါအောင်နော်။အားလုံးကျေနပ်သဘောကျလိမ့်မယ်လို့မျှော်လင့်ပါတယ်။ကိုနှစ်သက်တဲ့ idol နဲ့ပတ်သက်ပြီးတော့ဒီလိုအကြောင်းအရာလေးတွေနားထောင်ချင်နေဆိုရင်တော့ comment section မှာမှန်ပြီးတော့ request လုပ်လို့ရပါတယ်နော်။နောက်ထပ်ဘယ် idol your boyfriend ဖြစ်မယ်ဆိုတာလေးကိုလည်းစောင့်မျှော်ပေးကြပါအောင်ရှင်။